မျိုးတင်ကြရေးဗီဒီယိုလေးလုပ်ဖို့အတွက်ဆိုလို့ရှိရင်တက်တို့စီမှာဘာတွေရှိထားရမလဲဆိုတော့ဒီနောက်ခံ background ပေါ့နော်ကိုထည့်ခြင်းနဲ့နောက်ခံ background ပုံလေးရှိထားရမယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုထည့်ခြင်းနဲ့ဒီနောက်ခံ background ဒီအဖြူအောင်လေးရှိထားရမယ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ချက်ကတော့ကိုထည့်မယ်ကိုပြောပြပေးခြင်းနဲ့ product လေးပေါ့ဒီမှာဆိုလို့ရှိရင်တပြေပန်းဆိုရင်တပြေပန်းကတ်လေးရှိရမယ်နက်နက်သီးဆိုလို့ရှိရင်နက်နက်သီးပုံလေးရှိရမယ်ပန်းသီးဆိုရင်ပန်းသီးပုံလေးရှိရမယ်စသဖြင့်ပေါ့နော်အဲ့ဒါလေးကတော့ကိုစီမှာကြိုပြီးတော့မှပုံလေးတွေရှိထားရမယ်ပေါ့နော်အဲ့ဒါလေးတွေကိုရှာပုံရှာနည်းကတော့အသက်တို့တွေဒီနော် Pinterest မှာသွားပြီးတော့မှရှာလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဖုန်းထဲမှာဒါ Pinterest မရှိသေးဘူးဆိုလို့ရှိရင်သွားထောင်းပြီးတော့မှအဲ့ထဲမှာသွားပြီးရှာမယ်နော်ရှာပြီးသွားပြီဆိုလို့ရှိရင်ကျတော့အသက်တို့တွေဒီ edit လုပ်တဲ့အခါမှာကျတော့လွယ်ကူရှင်းလင်းနဲ့ InShot ကိုသုံးပြီးတော့ပဲအသက်လုပ်ပြပေးမယ်ပေါ့နော်အဲ့တော့ InShot ဆိုတာလေးတွေကိုအသက်တို့တွေဒီဝင်လိုက်မယ်ပေါ့နော်ဒါလေးကအသက်တို့ Play Store မှာပဲသွားရှာပြီးတော့ download ရတယ်เนาะအလွယ်လေးပဲအဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ video ပေါ့เนาะ video ဆိုတဲ့ခေါင်းစဉ်လေးတွေကိုလက်ကလေးနဲ့တစ်ချက်နှိပ်ဝင်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အသက်တို့ကနောက်ခံ background ထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ photo ဆိုတဲ့ခေါင်းစဉ်အောက်ကိုသွားပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ကိုထည့်ခြင်းနဲ့နောက်ခံ background ဒီပုံလေးကိုသွားယူမယ်ပေါ့เนาะဥမာအနေနဲ့တက်ကဒီပုံလေးတစ်ပုံယူလိုက်မယ်ပြီးရင်အမှန်တလေးကိုချစ်လိုက်မယ်ဒါဆိုလို့ရှိရင်အသက်တို့ဒီနောက်ခံ background လေးရသွားပြီရသွားပြီးတဲ့အခါမှာဆိုရင်ဒီဗီဒီယိုကိုက TikTok မှာတင်မှာဆိုလို့ရှိရင်သူ့ကို site ရင်ပြောင်းမယ်ဆိုတော့ canvas ဆိုတဲ့လေးကိုသွားမယ်သွားပြီးဆိုလို့ရှိရင်ကိုဒီ TikTok မှာလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအချိုး16ဆိုပြီးတော့ TikTok သင်္ကေတလေးနဲ့เนาะအဲ့ဒီကိုအချိုး16 TikTok သင်္ကေတလေးကိုယူမယ်ယူပြီးသွားပြီဆိုလို့ရှိရင်အသက်တို့ဒီမှာရှိတဲ့အမှန်တလေးကိုချစ်လိုက်မယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ဒီမှာပုံလေးဒီတောင်လေးနဲ့ဒီတောင်လေးထိပဲရှိတယ်အပြည့်မဖြစ်နေသေးဘူးအဲ့တော့အသက်တို့တွေဒီပုံလေးကိုလက်နဲ့ဆွဲပြီးတော့မှအပြည့်လေးဖြည့်လိုက်မယ်เนาะဒါကနောက်ခံ background အဆင့်အဲ့တော့လုံနည်းကိုပဲဒီကမှတ်မယ်နောက်ခံ background တွေထည့်တဲ့စာတွေဘာတွေကတော့အသက်တို့တွေဒီတစ်ခေါက်နဲ့တစ်ခေါက်တူမှာမဟုတ်တဲ့အတွက်လုံနည်းသဘောတရားလေးကိုပဲအရင်မှတ်မယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီပုံလေးဒီဘယ်လောက်ပမာဏထိထားမှာလဲကိုကနည်းနည်းလေးနောက်ထဲလေးကိုထပ်ပြီးတော့ဆွဲခြင်းနေဆိုရင်ဒီအဖြူအောင်တုံးလေးကိုလက်လေးနဲ့ဖိပြီးတော့နောက်လေးကိုဆက်ပြီးတော့မှဆွဲသွားမယ်ပေါ့နော်အဲ့ဒါတော့ကိုလိုတလောက်ထည့်မယ်ကိုရဲ့စိတ်ကြိုက်ဘယ်လောက်ထည့်ခြင်းနေဆိုတာကတော့တတို့ကတ်သက်ချက်မရှိဘူးတတ်မှတ်ချက်မရှိဘူးပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီတခါဒီပေါ်မှာအဖြူရောင် box လေးဒီနမူနာဗီဒီယိုမှာဆိုထည့်ထားတယ်လေအဲ့တော့အပေါ်မှာကိုကနမူနာ box လေးတဲမှာပါတယ်လို့ထပ်ထည့်ခြင်းနေပေါ့နော်ထပ်ထည့်ခြင်းနေဆိုလို့ရှိရင်ကျတော့အသက်တို့ဘယ်ထဲသွားမလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ sticker ဆိုတဲ့ထဲသွားမယ်နော်ထပ်မထည့်ပဲနဲ့ဒီပေါ်မှာပဲတန်းပြီးတော့ပန်းသီးပုံလေးတွေဒီမှာစာလေးတွေဒီလိုလေးတွေတန်းပြီးလုပ်ချင်နေဆိုလဲရတာပဲသိလားအသက်တို့ကလေဒီတတူရမတိန်ရလို့မဟုတ်ဘူးနော်အဲ့တော့တကယ်လို့ကိုကတော့ထပ်ထည့်ခြင်းနေဆိုလို့ရှိရင်ကျတော့ sticker ထဲကိုသွားမှာပေါ့မထည့်ခြင်းတော့ဘူးဆိုရင်တော့ဒီမှာပဲတန်းပြီးစာလေးတွေပုံလေးတွေထည့်လိုက်ရင်ပြီးသွားပြီနော်အဲ့တော့ sticker ထဲသွားမယ်ပြီးရင် sticker plus ဆိုတာလည်းထပ်နှိပ်မယ်ပြီးရင်ဒီမှာ gallery ပုံလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့မှနောက်ထပ်ပုံတစ်ပုံထပ်ယူလိုက်မယ်ပေါ့ဥမာအနေနဲ့အသက်ကတော့အဖြူအောင်မြူတော့ဘူးဒီအဝါလေးပဲယူလိုက်တော့နော်ယူပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီအမှန်ကျလေးကိုချစ်လိုက်မယ်ချစ်ပြီးသွားရင်သူ့ကိုဒီနားလေးလောက်မှာနေရာချလိုက်မယ်ပေါ့အဲ့တော့ကိုယူချင်တာလဲဒီလိုမျိုးအရှည်လိုက်ဆိုလဲအရှည်လိုက်ပုံလေးထည့်နော်4000ဆိုလဲ4000ပုံလေးထည့်နော်အသက်တို့တွေဒီကန့်သက်ချက်မရှိဘူးကွာဒီလိုမျိုးလုပ်တဲ့အခါမှာဆိုလို့ရှိရင်လေအထည့်လိုက်ပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီဘာလုပ်မလဲဆိုလို့ရှိရင်ဒီနေရာမှာပုံလေးတွေထည့်တော့မယ်ပေါ့ဥမာပန်းသီးလားလိမ္မော်သီးလားခုနဆိုရင်တပြေကတ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာစာလေးတွေထည့်တာလေးတွေလုံမယ်မျိုးပေါ့နော်အဲ့တော့တစ်ခေါက်နဲ့တစ်ခေါက်ကတော့သဘောတရားချင်းတစ်ခေါက်နဲ့တစ်ခေါက်ကတော့တူမှာမဟုတ်ဘူးသဘောတရားလေးကိုရအောင်ယူမယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အသက်တို့ဒီဟာလေးကိုဘယ်လောက်ထိပါကျင်တာလဲအဆုံးထိပါကျင်တာဆိုရင်ဒီအတုံးလေးကိုဖိပြီးတော့မှနောက်ထဲထိဆွဲလိုက်မယ်ပေါ့နော်ဗီဒီယိုအန်ဆိုပြီးလုပ်လဲရဆွဲလိုက်ဆွဲပြီးသွားပြီဆိုလို့ရှိရင်အမှန်ကျလေးကိုချစ်လိုက်မယ်ချစ်ပြီးသွားရင်ဗီဒီယိုရဲ့အစကိုပြန်သွားပြီးရင်အသက်တို့တွေဒီခုနကစာထည့်တယ်နော်စာထည့်တဲ့အခါမှာဆိုလို့ရှိရင်အသက်တို့ဘယ်ထဲသွားမလဲဆိုရင်တီသင်္ကေတလေးတွေသွားပြီးတော့မှ text ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးရင်T+ ဆိုတာလေးကိုနှိပ်မယ်နော်ဒီဗီဒီယိုကကျတော့အဆုံးလုံနီးဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းချင်းစီကြည့်ပြီးတော့မှဖြည်းဖြည်းချင်းစီတခါတည်းလိုက်လုံမယ်ပေါ့နော်အဲ့တော့ T+ ဆိုတာလည်းသွားမယ်သွားပြီဆိုလို့ရှိရင်အမသူရေးထားတာဒီအင်္ဂလိပ်လိုနော်အင်္ဂလိပ်လိုဆိုတဲ့အတွက်အင်္ဂလိပ်လိုဆိုတာလေးကိုရေးမယ်အဲ့တော့စာရဲ့အရာကိုချိန်ကျင်နေဆိုလို့ရှိရင်ကျတော့အသက်တို့တွေဒီဟာတွေထဲကိုသွားပြီးချိန်မယ်နော်အဲ့တော့အသက်ဒီ
အဝါလေးရဲ့အပေါ်မှာဆိုရင်အစိမ်းလေးပြန်လုံးမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလုံးနည်းကကြတော့လေတစ်ခုချင်းစီကိုပြောတာမျိုးမဟုတ်ဘဲနဲ့အစအဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့များမယ်နော်အစအဆုံးပြောထားဖြစ်တဲ့အတွက်နည်းနည်းလေးတော့များမယ်တစ်ခုချင်းစီမဟုတ်တဲ့အတွက်ကြောင့်မို့နော်အဲ့တော့ဒီနောက်ခံ background ကိုကမထည့်ချင်ဘူးဖျောက်ချင်နေဆိုရင် label တွေကိုသွားမယ်သွားပြီးတော့ဒီမှာရှိတဲ့အတုံးလေးကိုအသက်တို့နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်အင်္ဂလိပ်လိုဆိုတဲ့စာလေးဝင်လာပြီပြီးရင်သူ့ animation လေးထည့်မယ် animation လှုပ်ရှားမှုလေးထည့်မယ်ဆိုရင်ဒီစက်ဝိုင်း3လုံးတွေကိုသွားမယ်3လုံးတွေကိုသွားပြီးတော့သူထဲမှာပါတဲ့ animation တွေကမှာကိုကြိုက်တဲ့ animation ကိုထည့်လို့ရတယ်နော်ခုနကနမူနာပြတယ်လို့မျိုးတသွေးမတိန်ရလို့မဟုတ်ဘူးအဲ့တော့ကိုကြိုက်တဲ့ animation လေးထည့်မယ်အမှန်ချက်ကိုချက်လိုက်မယ်ဒါဆိုလို့ရှိရင်အသက်တို့တွေဒီအင်္ဂလိပ်လိုဆိုတဲ့စာလေးဒီလိုလေးဝင်လာပြီနော်အဲ့တော့အင်္ဂလိပ်လိုဆိုတဲ့စာလေးဝင်လာပြီပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီနောက်တစ်ခါစာထပ်ထည့်မှာပေါ့နော်စာထပ်ထည့်မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ T+ ကိုပဲဆက်ပြီးသွားမယ်သွားပြီးသွားဆိုလို့ရှိရင်အသက်တို့တွေဒီဘာလဲဆိုလို့ရှိရင်ဒီဘက်မှာမြန်မာပေါ့နော်အဲ့တော့မြန်မာအလံလေးလည်းသူကထည့်ထားဖြစ်တဲ့အတွက် keyboard ထဲမှာပဲရှိတယ်အလံလေးကိုယူလိုက်မယ်ပေါ့နော်အဲ့တော့ဒါတွေကကျန်တဲ့နေရာတွေကနေသွားယူနေစရာမလိုဘူး keyboard ထဲကနေပြီးတော့ပဲအသက်တို့ယူလိုက်လေရတယ်နော်ပြီးသွားပြီဆိုလို့ရှိရင်မြန်မာဒီလိုလေးရေးလိုက်ရေးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုလည်းအဲ့လိုပဲ animation လေးထည့်ခြင်းနေဆိုလို့ရှိရင်ဒီမှာရှိတဲ့စက်ဝိုင်း3လုံးနဲ့ကိုသွားမယ်သွားပြီးသွားပြီဆိုလို့ရှိရင်ကိုကြိုက်တဲ့ animation လေးထည့်လိုက်မယ်အမှန်ချစ်မယ်ပြီးရင်သူ့ကိုနေရာချမယ်လက်ကလေးနဲ့ဖိဆွဲပြီးတော့ဒီတောင်လေးမှာနေရာချလိုက်မယ်เนาะအဲ့တော့ဒီမှာမြန်မာပြီးသွားပြီဆိုလို့ရှိရင်တခါစာထည့်မှာဖြစ်တဲ့အတွက် test ထဲပဲပြန်သွားမယ် T+ ကိုသွားမယ်အလံကိုယူတဲ့အခါမှာ sticker တွေကနေသွားယူမယ်အင်္ဂလိပ်အလံလေးတစ်ခုခုယူလိုက်မယ်ပေါ့ဟုတ်ပြီเนาะဒီမှာအလံလေးတစ်ခုယူလိုက်မယ်ပြီးသွားရင် English ပေါ့เนาะဒါပါဒီလိုမျိုးလေးရေးလိုက်မယ်ပြီးရင်တို့လည်း animation လေးထည့်ခြင်းနဲ့စက်ဝိုင်း3လုံးနဲ့ကိုသွားမယ်လုံနီးရတာပဲအဲ့တော့အမှန်ကြလေးเนาะမြန်မာနဲ့ animation လေးအတူတူပဲထည့်မယ်ပြီးရင်အမှန်ကြလေးချစ်လိုက်မယ်ပြီးရင်သူ့ကိုနေရာချမယ်ဒီမှာ English เนาะအဲ့တော့ site အသေးကြီးလေးလုပ်ချင်နေဆိုရင်ကျတော့ဒီမှာရှိတယ်မြားလေးကိုဖိပြီးတော့ဒီလိုမျိုးလေးအသက်တို့ site အကြီးသေးလေးနေရာချမယ်ကိုလိုတလို့လေးနော်ပြီးသွားပြီဆိုလို့ရှိရင်ဘာရှိသေးလဲဆိုတဲ့အခါကျတော့အလဲကောင်မှာသူကဟိုဟာလေးလေဒီလက်ကလေးပေါ့နော်အဲ့တော့အဲ့လက်ကလေးကိုလည်းအသက်တို့တွေဒီကျန်တဲ့နေရာတွေကနေမယူ test တွေကနေပဲသွားမယ်သွားပြီးရင်ဒီ keyboard ရဲ့ sticker ထဲမှာလက်ကလေးထည့်မယ်ပေါ့နော်အဲ့တော့လက်ကလေးလေးယူလိုက်မယ်ပြီးရင်သူ့ကိုလည်း animation ထည့်မယ်နော်အဲ့တော့ animation တွေကအားလုံးတူတူပဲထည့်လိုက်မယ်ဒီမှာဒီလိုလေးသူ့ကိုလည်းတညီလေးပဲထားမယ်ပြီးရင်နော်နေရာချမယ်ဒီမှာမြန်မာနဲ့တန်တန်လေးပြီးရင်အဲ့ဒါကိုပဲတစ်ခါတီးထဲသွားမယ်စတစ်ကာထဲသွားမယ်လက်ကလေးတစ်ခါထပ်ယူမယ် animation တူတူပဲထားမယ်အင်္ဂလိပ်ရဲ့ဘေးမှာနေရာချမယ်နော်အဲ့တော့ဒီနားလေးလောက်မှာချလိုက်မယ်ပေါ့နော်ပြီးရင်တညီတဲ့တူတူဆွဲမယ်အဲ့တော့အသက်တို့ရဲ့ခန္ဓာဒီဘာဖြစ်သွားရလဲဆိုရင်ဒီမှာရှိတဲ့အင်္ဂလိပ်လိုဆိုတာလည်းထည့်ပြီးသွားပြီမြန်မာအင်္ဂလိပ်ဆိုတဲ့စာတွေထည့်ပြီးသွားပြီဒီဟိုဟာလေးလက်ကလေးပေါ့နော်လက်ကလေးထည့်ပြီးသွားပြီစသဖြင့်ပေါ့နော်အဲ့လိုလေးတွေပြီးသွားပြီ animation လေးတွေပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီမြန်မာလိုဆိုရင်ဥမာဒီနေရာမှာထားပါတော့ကိုထည့်ချင်တာက for example တီတဲ့ကိုပဲသွားမယ်စားထဲတိုင်းတီတဲ့သွားမယ်ပေါ့ကွယ်တီတဲ့သွားမယ်သွားပြီးသွားပြီဆိုလို့ရှိရင် for example အသက်ကတော့လွယ်လွယ်ကူကူပဲတောင်တန်းဆိုပါစို့နော်တောင်တန်းပြီးသွားရင်သူ့ကိုလည်း animation ထည့်ခြင်းနေဆိုရင်ဒီနားမှာသွားမယ်သွားပြီးသွားဆိုလို့ရှိရင်ဘယ်ကနေဝင်လာမယ်စသဖြင့်အဲ့တော့ဒီနေရာမှာတောင်တန်းဆိုတာလေးကိုဒီနေရာမှာထည့်လိုက်မယ်နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီဘာလုပ်မလဲဆိုလို့ရှိရင်ဒီလိုလေးထိပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်အသက်တို့တွေဒီနေရာမှာတောင်တန်းပုံလေးထည့်မယ်ပေါ့နော်တောင်တန်းပုံလေးထည့်မယ်ဆိုတဲ့အခါကျတော့အသက်တို့ရဲ့ဖုန်း gallery ထဲမှာတောင်တန်းပုံလေးရှိနေရမယ်ပေါ့နော်အဲ့ဒါကိုထည့်မယ်ဆိုရင်ခုနကအတိုင်းပဲကိုယ့်ရဲ့ gallery ထဲကနေပုံထည့်ချင်တာဆိုရင် sticker ထဲသွားမယ်နော်အဲ့တော့ sticker လေးထဲသွားမယ်အပေါင်းလက္ခဏာလေးနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းပုံတွေကနေပြီးတော့တောင်တန်းပုံလေးထည့်မှာပေါ့ဥမာအနေနဲ့အသက်ဒါလေးထည့်လိုက်မယ်နော်ဒါလေး
ဒီနေရာမှာဆိုလို့ရှိရင်တက်တို့တွေဒီမှာနောက်ခံ background ပါနေတာတကယ်လို့ကိုကနောက်ခံ background ကိုတခါတည်းဖြတ်ပြီးသားလေးလိုချင်နေဆိုလို့ရှိရင်ကျတော့ဒီဘက်မှာရှိတဲ့လူပုံနဲ့ကိုနှိပ်ပြီးတော့မှထည့်ပေးနော်အဲ့ဒါတက်လက်စာလေးပြောပေးလိုက်မယ်